ရုရှားယူကရိန်းစစ်ပွဲရဲ့အရင်းခံက2014ခုနှစ်ကတည်းကစတင်လာတာပါအဲ့ဒီတုန်းကယူကရိန်းမှာရုရှားလိုလားတဲ့သမ္မတကိုဖြုတ်ချပြီးနောက်မှာရုရှားကခရိုင်းမီးယားကိုသိမ်းပိုက်လိုက်တာပါအဲ့ဒါကရုရှားယူကရိန်းပဋိပက္ခရဲ့အစပါပဲရုရှားကယူကရိန်းအရှေ့ပိုင်းကခွဲထွက်ရေးလှုပ်ရှားမှုတွေကိုလည်းထောက်ပံ့ပေးခဲ့တာကြောင့်ဒိုနက်စ်နဲ့လူဟန်စ်ဒေသတွေမှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်အဓိကအကြောင်းရင်းတွေကတော့ယူကရိန်းကိုသူ့ရဲ့ထိန်းချုပ်မှုအောက်ပြန်ထားခြင်းပြီးနေတိုးနဲ့ EU လိုအနောက်နိုင်ငံတွေနဲ့မပေါင်းစည်းအောင်ရုရှားကလုပ်ချင်တာပါနေတိုးကအရှေ့ဥရောပကိုချဲ့ထွင်တာကိုရုရှားကသူ့ရဲ့လုံခြုံရေးကိုချိန်ချောက်တယ်လို့မြင်တာပါဗလာဒီမာပူတင်ကယူကရိန်းကိုရုရှားရဲ့တမိုင်းဝင်တဲ့ယဉ်ကျေးမှုနယ်မြေရဲ့အစိတ်ပိုင်းအဖြစ်မြင်ပြီးယူကရိန်းရဲ့အချုပ်အခြာအာဏာကိုငြင်းပယ်တာပါ2020ခုနှစ်မှာရုရှားကယူကရိန်းနယ်စပ်တွေအနီးမှာစစ်သားတွေစုပုံလာတဲ့အခါတင်းမာမှုတွေပိုမြင့်လာပါတယ်2022ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာပူတင်ကယူကရိန်းကိုနာဇီအုပ်ချုပ်မှုမှဖယ်ရှားခြင်းနဲ့နေတိုးရဲ့ဩဇာကိုတံပြန်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အပြည့်အဝကျူးကျော်ခဲ့ပါတယ်လက်ရှိအခြေအနေ2025မတ်လ2025မတ်လအထိစစ်ပွဲကပြင်းထန်နေဆဲဖြစ်ပြီးလူသားနဲ့စီးပွားရေးအရာအကြီးအကျယ်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။နယ်မြေထိန်းချုပ်မှုရုရှားတပ်ဖွဲ့တွေကယူကရိန်းမြေ312,000စတုရန်ကီလိုမီတာကျော်ကိုသိမ်းပိုက်ထားပြီးယူကရိန်းကရုရှားနယ်မြေထဲအထိထိုးစစ်ဆင်တာတွေပါဝင်တံပြန်ထိုးစစ်တွေဆင်နွှဲခဲ့ပါတယ်။ထိခိုက်ပျက်စီးမှုကတော့နှစ်ဖက်စလုံးကစစ်သားတသန်းကျော်သေဆုံးဒါမှမဟုတ်ဒဏ်ရာရခဲ့ပါတယ်။အရက်သားသေဆုံးမှုနဲ့အကြီးအကျယ်နေရက်ဆုံးခွာရမှုယူကရိန်း10.2 သန်းကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တဲကိုပိုမိုပေါ်လွင်စေပါတယ်။စီးပွားရေးတက်ရောက်မှု2022ခုနှစ်ကစပြီးယူကရိန်းရဲ့ GDP က22%ကျော်ကျဆင်းခဲ့ပြီးရုရှားကတော့စီးပွားရေးတိုးတက်မှုနှေးကွေးပြီးပိတ်ဆို့အရေးယူမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။စစ်ရေးအခြေအနေကတော့နှစ်ဖက်စလုံးကလူအင်အားစက်ကရိယာဆုံးရှုံးမှုနဲ့နိုင်ငံခြားအကူအညီပေါ်မိခိုနေရတဲ့အခက်အခဲတွေကိုဆက်လက်ရင်ဆိုင်နေရပါတယ်။ယူကရိန်းအရှေ့ပိုင်းမှာရှေ့တန်းစစ်မြေပြင်တွေကပြောင်းလဲနေစေပါ။ငြိမ်းချမ်းရေးအတွက်နိုင်ငံတကာရဲ့ကြိုးပမ်းအားထုတ်မှုတွေရှိနေပေမဲ့နှစ်ဖက်စလုံးကသူတို့ရဲ့ယက်တီချက်တွေမှာခိုင်မာနေတာကြောင့်ဖြည့်ရှင်းနိုင်မဲ့အခြေအနေ